ကမိုးတို့ညံနေတယ်တမီလေးတွေအားတင်ချပါတယ်အစင်ပြေတဲ့တနေ့တော့ပြန်ခဲ့မယ်မိသားစုလေးထံအခက်ခဲတော့ရှိတတ်ကြတာပဲသားလေးရဲ့အပြုံးလေးများစွာနဲ့အရာရာကိုရင်ဆိုင်ကြောဖြတ်ရင်ကျင်းနူနူဘဝနဲ့နေတော့ပြုံးပြောနိုင်ဖို့ရာခဏလောက်တော့အားတင်ထားပါတော့ချစ်သူဘဝပေးကကြမ်းတမ်းလို့နဲ့ကျမမျိုးသားနေဘူးမလန်းရှောက်ရတာမဆန်းပါမိသားစုရဲ့ယူမတွေ့လို့ပြောတယ်လေတွေ့များကမိုးသူညံနေတယ်တမီလေးတွေအားတင်ထားပါတယ်အစင်ပြေတဲ့တနေ့တော့ပြန်ခဲ့မယ်မိသားစုလေးထံအခက်ခဲတော့ရှိတတ်ကြတာပဲသားလေးအပြုံးလေးများစွာနဲ့ရာရာကိုရင်ဆိုင်ကြောဖြတ်ရင်ကျင်းသူနူဘဝနဲ့နေတော့ပြုံးပြောနိုင်ဖို့ရာခဏလောက်တော့အားတင်ထားပါတော့ချစ်သူဘဝပေးကကြမ်းတမ်းလို့နဲ့ကြောင့်မျိုးသားနေပူမလန်းရှောက်ရတာမဆမ်းပါမိသားစုရဲ့ရင်မတွေ့လို့ပြောတယ်လေ